Khusun la sai mingla ba kara jana tu yi pen de pen la pya be me na tu ji aye a pa phi de mti tu aye a di lo myo phi la de no jana le ma sai wa jana thain da no ye mya deကျွန်တော်ပြောတယ်သူခင်ရင်ရေများတယ်ဟုတ်လားမသိနော်ကျွန်တော်လည်းဆရာမဟုတ်ဘူးကျွန်တော်ထင်တာတော့ရေများတယ်နော်အကြီးတွေကတော့ကြည့်အောင်သူရေမကောင်းတော့ဘူးရေအကျရေတဲ့မကောင်းဒီတပန်လေးကြည့်ပါကျွန်တော်ပြောတဲ့ရေများတယ်သူကြတာမသိသူခင်မယုံသူခင်ပြောတယ်လိုက်တယ်နဲ့လိုက်တယ်ထိုင်းလို့လိုက်တယ်နော်ကျွန်တော်လည်းခုံမတော့ပါအကောင်းတယ်မသိသူတို့လိုက်တယ်ပဲသိတယ်ရေများတယ်ကျွန်တော်ပြောတယ်သူပြောတယ်ရေမများဘူးအေးပါပြောတာပဲနော်ကျွန်တော်ဆရာမဟုတ်ပဲကျွန်တော်ဥစားလည်းမဟုတ်သူကအတန်းပဲပေါ့သူတော့ပေါ်ပဲလေသူခြံထဲမှာအမျိုးစိုက်တယ်နော်ဒီမှာစပလင်လေးစိုက်တယ်စပလင်တော့ဒါငရက်ပင်ပြပေးမယ်ဒီမှာငရက်ပင်လေးစိုက်တယ်ရက်ပင်လေးစိုက်တယ်ပြန်ပူလေးစိုက်တယ်နော်ဒီမှာပြန်ပူကသူစိုက်တယ်ပြန်ပူလေးစိုက်တယ်ဒီမှာမလာကာပင်လေးစိုက်တယ်နော်အမျိုးစိုက်တယ်ဒီတပင်ကပါပင်လေဟိုနေ့လေကျမောက်ပင်လေးစိုက်တယ်သူအမျိုးစိုက်တယ်ဟိုဘက်ကတော့ကျွန်တော်တသေးချံတသေးဟိုဘယ်လိုပြောလဲတသေးချံဟိုဘက်ကတော့သူဒီမှာတော့သူတို့ချံကျွန်တော်လာပြတယ်သူခင်ရင်ဟောမှာနော်ဟိုခုနပြန်ပွေဆိုင်နေသူခင်ရင်ပေါ့ဟိုတူရင်ပင်ခုနပြတာသူခင်ရင်ဒီမှာမလာကာပင်ဆိုင်တယ်ဒီမလာကာပင်ဆိုင်တယ်သူခင်ရင်ဟောမှာဒီမှာတူရင်ပင်ဒီဘက်ကလည်းပြန်ဆိုင်တယ်နော်ဒါမကောင်းဘူးကျွန်တော်ထင်တာနော်သိမယ်သူတို့မယုံဒီမှာလေဟိုသံပရာပင်လေးရှိတယ်နော်သူအမျိုးဆိုင်တယ်သံပရာပင်လေးဆိုင်တယ်အမျိုးပဲသူတို့ဆိုင်တာသူတို့ချာကြီးကျေကြီးပဲနော်သူပြောတယ်အရင်မရှိဘူးလို့တထေးတယ်မဟုတ်ဘူးလောက်တမားတူပဲသူကတော့ထိုင်းပေါ့ဒီမှာသူခင်လာပြပေးမယ်ထားမလားဟမ်တန်ยังไงอ่ะဟမ်ဒီမှာတန်မလာကာပင်တန်ยังไงแต่ให้ดูหน่อยดิจะได้มีวิชาโอ้แต่เก่งนะเราน่ะจีตุกี้ก็ปลูกอะไรเยอะแยะวะฮะอะไรปลูกอะไรเยอะแยะปลูกอะไรอันนู้นก็ข้าวโพดโอเมก้าโเปียงปูเนาะเปียงปูเลยเงินเยอะดิสเปนอะไรเนี่ยโกแล้วปลูกเยอะแยะรวยแล้วเนี่ยรวยยังไม่รวยเลยปลูกเยอะแยะไม่มีตังค์นะโอ้ทุเรียนเป็นอะไรวะทุเรียนนั่นน่ะเป็นไรล่ะมันเป็นอะไรก็เป็นหลายต้นไม่ใช่หรอมันเป็นอะไรก็บอกแล้วไงน้ำเยอะน้ำเยอะหรือไม่มีน้ำน้ำเยอะเชื่อไหม
คุณในชีพแห่งมี ผู้ไปนั่นเลยเชื่อไม่เชื่อผู้ไปนั่นเลยโอ้ปลูกอะไรเยอะแยะต้องแต่งไปไหนอ่ะ เอาดอกมันออกไงดอกนี่ แต่งดอกออกเหรอ เนี่ย ทำไมอ่ะไม่เอาไว้ดูเหรอ ยังไม่เอาไงลูกมันอ่ะ อ้าวยังไม่เอาเหรอ ยังไม่เอา ทำไมอ่ะ ต้นมันเล็กเนี่ยมันรับน้ำหนักไว้ไหมนะ เอาไว้สักรุ่นหนึ่งดิล้างไว้รุ่นหนึ่ง မင်္ဂလာပါနော်ဒါတော့ကျွန်တော်သူခြံထဲမှာလာလဲတယ်ခြံနီးလေးပဲခြံနီးလေးပဲ น้ำเยอะบ้าเลยเมื่อวานไม่ได้เปิดน้ำมาซ่อมบ้านเนี่ย သူပြောတယ်ရေများတယ်ကျွန်တော်ပြောရတာသူပြောတယ်မဟုတ်ဘူးတဲ့ဒီဘာမှဖြစ်ဒီဒါဆိုအဲ့လောက်ပဲနော်သူငယ်ကြီးတို့လေးနောက်မှပြန်ဆုံမယ်နော်ဒီဗီဒီယိုကြိုက်နော်သူလိုပေးတဲ့သူလိုပေးထားပါနော်ကိုမင်းလေးလာရေးကြပါအားလုံးမင်္ဂလာပါတငယ်ချင်းတို့ဘိုင်ဘိုင်ทุกคน